ချို့သောလမ်းတွေကတင်တူတဲ့သာဖြတ်တန်းရမယ်ဘဝကခီးစင်မှာလူတယောက်ချင်းစီကသူ့အတွက်တီးတက်ဖန်တီးထားတဲ့လမ်းကြောင်းတစ်ခုရှိတယ်တခါတလေအဲ့ဒီလမ်းကမျက်စိနဲ့တည်းမမြင်နိုင်လောက်အောင်မောင်းမိုင်းနိုင်တယ်ရှေ့ဆက်ဖို့တတိမရှိမနေနိုင်အောင်တောင်သိစိတ်သွားနိုင်တယ်မိတ်ဆွေတွေပါမလာနိုင်မိသားစုကတော့နားမလည်နိုင်ဒါပေမဲ့အဲ့လမ်းကမင်းအတွက်ပဲမင်းရဲ့အိမ်မက်မင်းရဲ့နာမည်မကြီးသေးတဲ့ရီမန်းချက်တွေမင်းသိပဲမင်းပဲသိတဲ့နာကျင်မှုတွေနဲ့တိဆောက်ထားတာသူတို့မသိနိုင်ဘူးမင်းဘလောက်ပြင်းပြခဲ့တယ်ဆိုတာသူတို့မခံစားနိုင်ဘူးမင်းရဲ့စိတ်ဝင်စားမှုကဘလောက်နဲ့ဆိုင်တယ်လဲဆိုတာဒါကြောင့်တူးတဲ့ဖြတ်တန်းရတဲ့အခိုက်အတန့်တွေမှာမင်းရဲ့အတွင်းမှာမိမိကိုယုံကြည်ရဲ့အတန်လေးတစ်ခုကမင်းကိုမတွားမဖြစ်အောင်ဆွဲခွန်နေမယ်လမ်းတစ်ခုပြတ်နေရင်ထပ်တူအခုထိမမြင်ရလေအစကလည်းမစခင်တယောက်တည်းဖြတ်တန်းရမယ်ဆိုတာမင်းအားမရှိတဲ့အချက်မဟုတ်ဘူးမင်းဟာတခြားသူတွေနဲ့မဖြတ်နိုင်တဲ့လမ်းကိုဖြတ်နိုင်မဲ့လူအဖြစ်အထောက်ထားပဲမင်းဖြတ်တန်းနေရတဲ့တိတ်ဆိတ်တဲ့ခီးမှာအောင်မြင်မှုနဲ့ကိုယ်တိုင်အထက်ဆုံး version ကစောင့်နေရလိုအပ်တယ်လို့စာသားထပ်နေပေးနိုင်တယ်ဥပမာတေးတန်လေးအဖြစ်နိုင်ငံတန်ကိုမြန်မာတန်မှန်အနေဖြင့်ပြောင်းကျင်တာမျိုးရှိရလေပြောပြပါဒီဗီဒီယိုလေးကိုအပေါင်းနှိပ်ထားပါ